Zionist Israel Greater Israel Project ကိုပိုကြီးမြတ်သော Israel အရေးတော်ပုံနဲ့ Muslim တို့ကြားမှာ American ဟာကြားညံ့နေပြန်ပါပြီ။အရှိလေပိုင်းမှာပြဿနာထားဖြစ်လိုက်တိုင်းကမ္ဘာလူထုကြီးကတော့ရေနံဈေးကိုပြေးပြီးပူကြစမြဲပါပဲ။ Lebanon နိုင်ငံကို American ဗဟိုကုတ်ကဲရေးဌာနမှကိုယ်စားလှယ်အဖွဲ့ဟာကြာသပတေးနေ့ကရောက်ရှိလာခဲ့ပါတယ်။ဇွန်လ26ရက်နေ့ကလက်မှတ်ရေးထိုးခဲ့တဲ့ Israel နဲ့ Hezbollah တို့ကြားကအပြစ်ခတ်ရစဲရေးကိုကောင်းထဲဖော်ဖို့ရည်ရွယ်ပြီးတော့ရောက်နေတာပါ။လက်ရှိမှာတော့အဲ့ဒီသဘောတူညီချက်တွေထဲမှာပါတဲ့အချက်လက်တွေကိုအကောင့်တွေဖော်ဖို့ကြံ့ကြာနေတာနဲ့ပတ်သက်ပြီးလူအများစုဟာလည်းစိုးရိမ်နေကြပါတယ်။လာမယ့်အပတ်မှာအီတလီနိုင်ငံရောမမြို့နှစ်နိုင်ငံစတင်ရင်သူများတွေ့ဆုံပြီးဆွေးနွေးသွားမယ်လို့လည်းပြောထားပါတယ်။သဘောတူညီချက်အရတောင်ပိုင်းလက်ဘနွန်မှာရှိတဲ့စမ်းသပ်စုံနှစ်ခုကအစ္စရေးတပ်ဖွဲ့များကိုရုပ်သိမ်းပေးရမှာဖြစ်ပြီး၎င်းနေရာများမှာလက်ဘနွန်စစ်တပ်ကပြန်လည်ထိန်းချုပ်သွားဖို့စီစဉ်ထားတာလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်း Hezbollah ပုံကန်သူများကမှု၎င်းသဘောတူညီချက်ကိုပြင်းပြင်းထန်ထန်ကန့်ကွက်ထားပါတယ်။လက်ဘနွန်နိုင်ငံရေးလောကတွင်လည်းအဲ့ဒီသဘောတူညီချက်ပေါ်မှာသဘောထားကွဲလွဲမှုတွေအများကြီးရှိနေပါတယ်။ဇွန်လကချုပ်ဆိုခဲ့တဲ့သဘောတူညီချက်မှာ Israel တပ်များရုပ်သိမ်းမိအချိန်စရာကိုတိကျကျဖော်ပြထားခြင်းမရှိပါဘူး။ လက်ဘနွန်သမ္မတ Joseph Aoun က Israel ကိုဖိအားပေးဖို့အမေရိကန်အားတောင်းဆိုထားပါတယ်။အမေရိကန်အစိုးရကတော့အဲ့ဒီသဘောတူညီချက်တွေကိုအကောင့်ထဲပေါ်တဲ့အဆင့်ရောက်ရှိနေပြီလို့ဆိုပြန်ပါတယ်။ဒုံစံတိုင်းအမေရိကန်ရဲ့ဆရာကတော့ Israel လို့ပြောလဲမှားမနေတော့ပါဘူး။လာမယ့်ရက်ပိုင်းတွင်မှာပထမဆုံးစမ်းသပ်စုံကိုစတင်အကောင့်ထဲပေါ်ဖို့အမေရိကန်ပြင်ဆင်ထားပါတယ်။သို့တော့ကြီးကျယ်စစ်ဆေးမဲ့ရန်တရားများအပိသက်ပြင်ဆင်ရအောင်မယ်လို့ဆိုပြန်ပါသေးတယ်။မကြာမီကပင်ပဲ Israel ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်မလို့အရက်သား၄ဦးထပ်မံသေဆုံးခဲ့ရပြန်ပါသေးတယ်။မက်ရှလာကစစ်ပွဲစတင်ချိန်မှစ၍သေဆုံးသူလူဦးရေပေါင်း4000ကျော်ရှိနေပြီဖြစ်ပါတယ်။ Israel စစ်တပ်များမရုပ်သိမ်းပါကရောမမြို့ဆွေးနွေးပွဲကိုတက်ရောက်ဖို့လက်ဘနွန်ဘက်ကနှစ်ခါသုံးခါပြန်စဉ်းစားအောင်မဲ့အရေးအယောင်တွေလည်းပြနေပါသေးတယ်။ဒီရေးကိစ္စအတွက်အမေရိကန်ရဲ့ဂျာဝင်ဆောင်ရွက်မှုမှာအလွန်ရေးပါနေပါတယ်။အဲ့တော့ထုံးစံတိုင်းအမေရိကဟာဘယ်သူ့ဘက်လိုက်မှာလဲနော်သူ့ရဲ့ဆရာဖြစ်တဲ့ Israel နောက်ပဲလိုက်မှာလားဒါမှမဟုတ် Epstein file တွေကြောင့်ပဲ Donald Trump ကကြောက်နဲ့ထုံးစံတိုင်းလက်ဘနွန်ကိုပြဿနာရှာလိုက်အီရန်ကိုပြဿနာရှာလိုက်နေပဲလုံနေအောင်မှာလာကတော့ Global Lens ကဆက်လက်ဆောင်ကြည့်ပါဦးမယ်ပရိသတ်ကြီးခင်ဗျားတို့ရဲ့ထင်မြင်ယူဆမှုကိုလည်း comment ပေးသွားလို့ရပါတယ်